အတူရောင်ငင်းငန်းရေးဈေးကွက်ရှာပုံတော်ဆိုတဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel မှာကြိုဆိုပါတယ်နေ့စဉ်တည်တူတည်ကောက်တွေကိုတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားပြီးဖို့တောင်းဆိုရှင်ပါတယ်ခေါင်းစဉ်နဲ့သုံးသပ်ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်လို့အတူရောင်ငင်းငန်းရေးဈေးကွက်ရှာပုံတော်ဆိုတဲ့နေရာမှာကိုယ်တိုင်ခန့်သမရမင်းအွန်လိုင်းနိုင်ငံတကာစစ်ရာဇဝတ်ကောင်မင်းအွန်လိုင်းဥဆောင်တဲ့အကြံဖက်စစ်အုပ်စုကနေပြီးတော့များမကြခင်ကဧပြီလ20ရက်နေ့ပေါ့ဗျာငញ្ញံကြီးကမ်းလမ်းပါတယ်ဖိတ်ခေါ်ပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့အထက်စီးရနေပြီးတော့ EAO တွေ ERO တွေ NCA ထိုးရတဲ့လူတွေမထိုးရတဲ့လူတွေ NUG ကိုတော့ဆေးပေါ်ကြောပဲမလုပ်ဘူးဆိုတဲ့ပုံစံမျိုးဂရုမစိုက်ဘူးဆိုတဲ့ပုံစံမျိုးအထင်မကြီးဘူးဆိုတဲ့ပုံစံမျိုးနဲ့ NUG ဆိုတဲ့စကားလုံးလဲထည့်သုံးတာကျွန်တော်မတွေ့ရဘူးကျွန်တော်တို့ PDF တွေကိုကြတော့အလင်းဝင်မှာလက်နဲ့ချပါဆိုတဲ့ပုံစံမျိုးနဲ့သွင်းတဲ့ထင်တော်မဟုတ်ဘူးငယ်ရိပ်ရောက်နေတဲ့ပုံစံမျိုးနဲ့အထူးသဖြင့်တော့တရုတ်အားကိုးနေပေါ့ဗျာဖိတ်ခေါ်တာကမ်းလှမ်းတာကိုကျွန်တော်တို့အားလုံးသတိထားမိကြမယ်ထင်ပါတယ်လို့နောက်တစ်ခုကတစ်ဖက်မှာငញ្ញရေးကမ်းလှမ်းပြီးတော့ခြားတစ်ဖက်မှာကြတော့အပြစ်မဲ့ပြည်သူတွေအရက်ဖက်တွေကိုပြစ်မှတ်ထားပြီးတော့လေနဲ့ဘုံကျဲတိုက်ခိုက်တပ်ဖြတ်နေတာတွေလည်းတွေ့မြင်ရမှာဖြစ်ပါတယ်ဒါကြောင့်မိစတစ်ဖက်ရေမုတ်တစ်ဖက်ဆိုတာအခုမှမဟုတ်ပါဘူးဘာမှလည်းအာဝန်းစရာမရှိဘူးဗျငញ្ញရေးလူစိမရှိတဲ့လူတွေဗျတင့်မြတ်လူစိမရှိတဲ့လူတွေစစ်အာဏာရှင်နေဝင်းလက်ထက်မှသည်နိုင်ငံတကာစစ်ရာဇဝတ်ကောင်မဲအွန်လိုင်းအထီးကဒီလိုမျိုးတွေပြည်သူလူထုအပေါ်မှာအလွဲမျှော်လင့်ချက်တွေပေါ့ဗျာဂျင်းတွေပေါ့ဗျာ narrative တွေပေါ့ဗျာအဲ့ဒါတွေနဲ့ပတ်သက်လို့ဟာဒီကြားထဲမှာခက်စိတ်ကျွန်တော်တို့တွေ့လာရတယ်ပေါ့ဗျာတကယ်ကြတော့အခုသူတို့ကမ်းလှမ်းနေဆိုတဲ့နေရာမှာလဲနိုင်ငံတကာစစ်ရာဇဝတ်ကောင်မင်းအောင်လှိုင်ရဲ့လက်ကင်တုပ်တွေပေါ့ဗျာနောက်မီးဆွဲတွေဖြစ်တဲ့အမျိုးသားစီလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီပေါ့ဗျာ NSPNC ပေါ့ဗျာအဲ့ဒီကနေပြီးတော့ကျွန်တော်တို့အထိုင်းအခြေစိုက်ပေါ့ဗျာတော်လိုင်းရေးအဖွဲ့အစည်းအချို့ကိုငြိမ်းချမ်းရေးစတင်ကမ်းလှမ်းနေဆိုတဲ့သတင်းတစ်ပုဒ်ကျွန်တော်ဖတ်လိုက်ရတယ်ပေါ့ဗျာဆိုတော့ပြောချင်တာကတရုတ်ခီးစဉ်သွားနေတဲ့အချိန်ပေါ့ဗျာဘေကျင်းမှာရှိနေတဲ့အချိန်မှာဒီကိစ္စကိုခတ်တက်ပေါ့ဗျာခတ်စိတ်ပေါ့လှုပ်လာတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့ဗျာဒါလည်းတကယ်ကြတော့ကျွန်တော်တိုင်းပြည်ရဲ့ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာတရုတ်ရဲ့အခန်းကဏ္ဍပေါ့ဗျာအခုမှမဟုတ်ဘူးဗျာအတိတ်တုန်းကလည်းရှိခဲ့ဘူးတယ်ဗျာငင်းမရတဲ့ကိစ္စပေါ့ဗျာအတိတ်တုန်းကလည်းရှိခဲ့တယ်ဗျာသူကိုယ်လိုက်သူအမိတ်ပေးပြီးတော့သူ့ရဲ့အထူးလေနဲ့ကိုသူကနေပြီးတော့ပို့ပေးခဲ့တဲ့ဒါရကတွေအများကြီးရှိတယ်ဗျာအသေးစိတ်ပြောရင်ကျွန်တော်အချိန်မလုံလောက်မှစိုးတဲ့အတွက်ကြောင့်မလို့ဒီနေ့ဥတီထားတဲ့အတွေ့အောင်ငញ្ញရေးဈေးကွက်ရှာပုံတော်ဆိုတဲ့ခေါင်းစဉ်ကိုပဲကျွန်တော်အာရုံစိုက်ပြီးတော့သုံးသပ်ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်လို့အဲ့ဒါကတော့တကယ်ကြတော့ဒီစကလုံးတွေကတော့ငញ្ញရေးဆိုတဲ့စကလုံးတွေကတော့ငញ្ញရေးကိုလက်နဲ့ဖြစ်အသုံးချနေတာအားလုံးအသိပဲဖြစ်ပါတယ်စိတ်ကောင်းချိတ်ပြီးတော့ဒါခွေးသားရောင်းနေတဲ့ကိစ္စတွေကတော့ကျွန်တော်တို့အများကြီးတွေ့နေရတယ်ပေါ့ဗျာဒါကြောင့်ဒါတွေကဟန်ပြတွေဖြစ်တယ်အတူရောင်တွေဖြစ်တယ်ဂျင်းတွေဖြစ်တယ်ငញ្ញရေးနဲ့ပတ်သက်လို့ကလည်းနော်ဟန်ပြငញ្ញရေးအတူရောင်ငញ្ញရေးပေါ့ဗျာဆိုတော့ဒီလိုပုံစံမျိုးတွေကကျွန်တော်တို့နေပြည်တော်မှာလည်းအတိတ်တုန်းကလည်းအများကြီးကျွန်တော်တို့မြင်နေတွေ့နေရတယ်မကြသေးခင်ကပဲကျွန်တော်တို့ SSPP ပေါ့ဗျာကျွန်တော်နေပြည်တော်မှာလာပြီးတော့ဒီနောက်ဆက်တွဲပေါ့ဗျာဒီအတူအောင်ရေးကောက်ပွဲဖိတ်ခေါ်တဲ့နောက်ဆက်တွဲပေါ့ဗျာ
ဒါဆွေးနွေးနေတာလဲကျွန်တော်သတိထားမိတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဘာတစ်ခုကိုပြောချင်လဲဆိုတော့မိသားတစ်ဖက်ရေမှုတစ်ဖက်အချမ်းပဲစစ်အုပ်စုဟာဒီတိုင်းပဲဒီကျင့်စဉ်အတိုင်းပဲဒီမူဝါဒအတိုင်းပဲနှစ်ပေါင်း80ကျော်ပေါ့ဗျာလောက်ကင်ဆောင်ရွက်နေတဲ့အခါကျတော့ယုံကြည်စရာတော့ဘာကြောင့်မှမရှိတာဘာကြောင့်လဲဆိုတော့ဘာမဆိုလုပ်ရတဲ့အတွက်ကြောင့်မလို့လဲအခုလည်းဒီတိုင်းပဲနေဗျာဒေသတွင်းနဲ့နိုင်ငံတကာကနေပြီးတော့သူ့ရဲ့ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကမ်းလှမ်းမှုကိုပဲအတိမတ်ပြုပြီးတော့ပေါ့ဗျာအလွန်သဘောထားကြီးတဲ့မင်းအောင်နိုင်ပေါ့ဗျာအလွန်ရင်ပတ်ကျဲတယ်ပေါ့ဗျာရေချက်တွေသိတ်ကောင်းတယ်လို့များသူ့ကိုအတိမတ်ပြုမလားဆိုတဲ့ပုံစံမျိုးတကယ်ကြတော့အဲ့ဒါကတော့နော်ဒါရိုက်တာတရုတ်ကဇန်ညွန်းပဲဗျာလမ်းပြမြေပုံပဲညင်းမရဘူးဒီကိစ္စဟာအဓိကလိုချင်တာကရှမ်းမြောက်မှာသူကတင်ငိမ်အေးချမ်းစီခြင်းနဲ့သူ့ရဲ့ပြုံးမြန်မာနယ်စပ်ပေါ့ဗျာနောက်တစ်ခုကသူကကျွန်တော်တိုင်းပြည်မှာပြည်တွင်းဆက်လည်းမလိုချင်ဘူးပေါ့ဗျာအဲ့ဒါကဒီတရုတ်နိုင်ငံသားကြီးဝန်ကြီးဝမ်ယီရဲ့စီး3စီးဆိုတဲ့နေရာမှာစီး3စီးထဲမှာလည်းအဲ့ဒါတစ်ခုပါတယ်ပြည်တွင်းမှာမတိမ်မငြိမ်ဖြစ်မှုတွေနော်ပြည်တွင်းစစ်ဖြစ်နေတာတွေကို तू ကလုံးဝမလိုလားဘူးဆိုတဲ့ပုံစံမျိုးပြောတယ်ဗျာတကယ်ကြတော့ तू လိုချင်တဲ့ငြိမ်းချမ်းရေးကတော့တကယ်ကိုငြိမ်းချမ်းရေးလိုချင်တယ်သို့တော်ညာလေအဲ့ဒီငြိမ်းချမ်းရေးကဘသူရဲ့လက်အောက်ခံပေါ့ဗျာ तू လောင်းလာတဲ့နိုင်မြင့်ကတကယ်လဲနိုင်သွားတယ်ပေါ့ဗျာနော်ဒါတော့သူ့ရဲ့အကူအညီပေါ့သူ့ရဲ့ကြားကံမှုတွေနော်သူ့ရဲ့ထောက်ပံ့မှုတွေသူ့ရဲ့သူကောင်းပြုမှုတွေသူ့ရဲ့နိုင်မြင့်မရောက်နိုင်ကနော်အချမ်းပဲစစ်အုပ်စုကနိုင်သွားတယ်ပေါ့ဗျာဆိုတော့အဲ့ဒီပုံမှာအဲ့ဒီနိုင်ငံတကာစစ်ရာဇဝတ်ကောင်မရောက်နိုင်ဥဆောင်တဲ့အချမ်းပဲအုပ်စုရဲ့အောက်မှာနော်ရှိနေတဲ့သူငြိမ်းချမ်းရေးပဲလူချင်တာဒါမှသာလျှင်အဲ့ဒီပုံမှာကျွန်တော်တိုင်းပြည်ရဲ့မြေပေါ်မြေအောက်ရေပေါ်ရေအောက်သဘောတန်စတာပစ္စည်းတွေကိုသူကလွယ်ပေါ့ဗျာအချောင်ပေါ့ဗျာဈေးပေါ်နဲ့ပေါ့ဗျာသူကလူချင်တာတကယ်ကြတော့နှစ်ပေါင်းမြောက်များစွာဒီအချမ်းဘက်စစ်အုပ်စုဟာဒီသဘောတန်စတာပစ္စည်းတွေကိုသူကခိုးထုတ်နေတာဗျာတခိုးသေးတယ်ရောင်းနေတော့ဈေးတက်တာပေါ့ဗျာနိုင်ငံတကာမှာပေါ့ဗျာမြေရှားလဲဒီတိုင်းပဲကျွန်တော်ဆက်ပြီးတော့ပြောတာပါမြေရှားလဲကျွန်တော်တိုင်းပြည်ကနေပြီးတော့ရနေတာလေအဲ့ဒီအတွက်ကြောင့်မလို့ဒီမြေရှားကိုကင်ပြီးတော့ US ကိုလည်းဒါနဲ့သူကထိန်းချုပ်နေတာတွေပါတယ်ဗျချုပ်ကင်နေတာတွေပါတယ်သူမရအောင်ဆိုလည်း US အတွက်ကတော့တော်တော်လေးကိုအခက်အခဲရှိလာမယ်ပေါ့ဗျာဒါတွေလည်းသူကကြိုတွက်တယ်ဗျာအဓိကတော့တရုတ်ကတော့ရှင်းတယ်ကျွန်တော်ဘာမှမစင်စားဘူးဗျာသူ့ကိုဒီမိုစီရေးတို့ငြိမ်းချမ်းရေးတို့တရားမျှတမှုတို့လူခွင့်ရေးတို့သူမှမသိဘူးသူသိတာအကျိုးစီးပွားပဲကျွန်တော်ဘာမှသူမစင်စားဘူးအဲ့ဒီကြောင့်သူ့အကျိုးစီးပွားရေးရှည်တည်တံ့ခိုင်မြဲဖို့အတွက်ကနော်သူလောင်းထားတဲ့နိုင်မြင်နိုင်ဖို့အတွက်နဲ့အဲ့ဒီနိုင်မြင်ဥဆောင်တဲ့အကြမ်းဖက်စစ်အုပ်စုဟာနော်တက်ဆိုးရှည်ဖို့ပဲသူစဉ်းစားတယ်ဗျသူလိုချင်တဲ့ငြိမ်းချမ်းရေးကိုကျွန်တော်ပြောနေတာသူလိုချင်တဲ့ငြိမ်းချမ်းရေးသည်ကျွန်တော်တို့ပြည်သူလူထုရဲ့ဆန္ဒကျွန်တော်တို့ပြည်သူလူထုရဲ့မျှော်လင့်ချက်မဟုတ်ဘူးရှင်းလေးနော်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ပြည်သူလူထုရဲ့ဒီမိုစီရေးမျှော်လင့်ချက်ကိုလည်းရိုက်ချိုးဖျက်ဆီးနေတဲ့အပြင်ကိုကျွန်တော်တို့တိုင်းပြည်ဒီမိုစီလမ်းကြောင်းပေါ်ပြန်လဲရောက်ရှိအတွက်ကလည်းသူကလုံးဝမလိုလားဘူးကျွန်တော်တိုင်းပြည်ဒီမိုစီဖြစ်ထွန်းသွားမှာကိုဒီမိုစီတိုင်းပြည်ဖြစ်သွားမှာကိုသူမလိုလားဘူးဗျဘာကြောင့်လဲဆိုတော့သူ့အကျိုးစီးပွားကိုထိခိုက်မယ်လို့သူကအဲ့လိုယူဆထားတယ်ဗျပြောချင်တာတော့ဗျာတကယ်ကြတော့နော်ဒီပေါက်ဈေးနဲ့သူကဝယ်ရမှာလေအဲ့ဒါသူကလုံးဝမလိုလားဘူးအဲ့ဒီအတွက်ကြောင့်မလို့ဘသူတည်ငတေမိုင်းပြောဆိုတဲ့ပုံစံမျိုးကိုစစ်ရာဇဝတ်မှုတွေကျူးလွန်နေတယ်လူသားမျိုးနွယ်တွေအပေါ်မှာဆန့်ကျင်တဲ့ရာဇဝတ်မှုတွေကျူးလွန်နေတယ်လူအစုလိုက်အပြုံလိုက်တပ်ဖြတ်နေတယ်စတဲ့ရာဇဝတ်မှုတွေကိုကျူးလွန်နေတဲ့ရာဇဝတ်ကောင်တွေလို့ကျွန်တော်တို့အားလုံးကမြင်နေသုံးသပ်တယ်ဒါပေမဲ့တရုတ်ဆွေးရတဲ့တရုတ်ကွန်မြူနစ်ပါတီကတိကြီးနဲ့ဒီရာဇဝတ်ကောင်တွေကိုသူကောင်းပြုတ်နေတယ်လူရဝင်အောင်နိုင်ငံရေးရမျက်နှာစာမှာတဏ္ဍမာရေးရမျက်နှာစာမှာသူကလူရဝင်အောင်သူကသူ့တိုင်းပြည်တွေကိုသူကဖိတ်ခေါ်ပြီးတော့သူကောင်းပြုတ်နေတာအခုလည်းကျွန်တော်ပြောချင်တာကအဓိကထားပြီးတော့ပြောချင်တာကမရအောင်နိုင်လို့လုတ်ခဲ့တဲ့အချမ်းမဲ့စစ်အုပ်စုလုတ်ခဲ့တဲ့ရာဇဝတ်မှုတွေနဲ့ပတ်သက်လို့ဟာ
နော်ဆွေးရာဇဝမှုဆိုတာကဆွေးသွားမှာမဟုတ်ဘူးဗျတစ်ချိန်ချိန်မှာကျူးလွန်ခဲ့တဲ့ရာဇဝမှုတွေအပေါ်မှာကျူးလွန်သူတွေရာဇဝတ်ကောင်တွေကတာဝန်ခံစေရမယ်အဲ့ဒီခံယူချက်ကျွန်တော်တို့အားလုံးမှာရှိဖို့လိုတယ်အခုချိန်ကတော့အပြစ်ပေးအရေးယူခြင်းကနေသူကကင်းလွတ်နေတယ်တေးကြတယ်တစ်ချိန်ချိန်မှာတော့တာဝန်ခံစေရမယ်ဆိုတော့ကျွန်တော်ရှင်းမှလည်းပြောပါတယ်ဗျာဒါရိုက်တာတရုတ်ကဇန်ညွန်တိုင်းဒါဓမ္မအလာကပြအသုံးတော်ခံနေတယ်အခု peace process လဲဒီငိုင်းဖြစ်စဉ်လဲဒီတိုင်းပဲအဲ့ဒီအတွက်ကြောင့်မလို့ तू ဘယ်ဖွဲ့စည်းတွေကိုလိုက်ရောင်းနေတယ်လဲပေါ့ဗျာကမ်းလှမ်းနေတယ်လဲပေါ့ဗျာဘယ်လိုပုံစံဈေးကွက်တွေရှာနေတယ်လဲဘယ်နေရာမှာဈေးကွက်တွေရှာနေတယ်လဲပေါ့ဗျာရှေ့မှာတော့ကျွန်တော်ဖတ်လိုက်ရတဲ့သတင်းပုတ်ထဲမှာတော့သူကတော့ထိုင်းအခြေစိုက်လို့တော့သုံးတာပေါ့နော်ထိုင်းနိုင်ငံအခြေစိုက်တကယ်ကြတော့ကောင်းပြီဆေးရစုကိုမရောက်နိုင်ဥဆောင်တဲ့အကြမ်းဖက်ဒီစစ်အုပ်စုရဲ့အမျိုးသားစီလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုကြီးနိုင်ကော်မတီပေါ့ဗျာ NSPNC နော်ထိုင်းနိုင်ငံအခြေစိုက်ပေါ့ဗျာတိုင်းသားတော်လိုင်းရေးအဖွဲ့အစည်း EAO အချို့ပေါ့နော်ကျွန်တော်သုံးပါတယ် EAO အချို့နော်ခေါင်းဆောင်တွေနဲ့မကြသေးခင်ကရပ်ပိုင်းအတွင်းမှာပဲထိုင်းနိုင်ငံအတွင်းမှာရှိတဲ့နေရာတစ်ခုမှာရှုပ်ရတွေ့ဆုံနေဆိုပြီးတော့ဖော်ပြပါရှိတယ်ပေါ့နော်ငြိမ်းချမ်းရေးဆွေးနွေးတယ်ငြိမ်းချမ်းရေးကိုစပြီးတော့ကန့်လန့်နေပေါ့ဆိုတော့ငြိမ်းချမ်းရေးဆိုတဲ့နေရာမှာကျွန်တော်တို့တိုင်းပြည်မှာတကယ်တော့နှစ်ပေါင်းမြောက်များစွာငြိမ်းချမ်းရေးစိတ်သုံးခဲ့တာအခုချိန်ထိပဲတရားဥပဒေစိုးမိုးစိတ်သုံးခဲ့တာလည်းအခုထိပဲတရားနောက်တစ်ခါတရားဥပဒေတပ်ဝင်လှုပ်ရှားမှုမရှိတာလည်းအခုချိန်ထိပဲဆိုတော့တကယ်တာဥလိုက်တဲလိုက်ပေါ့ဗျာရင်ထဲအသေးတွေကနေပြီးတော့ political will ပေါ့ဗျာနိုင်ငံရေးဆန္ဒနိုင်ငံရေးစိတ်စေတနာရှိပြီးတော့ဒီငြိမ်းချမ်းရေးကိုဖိတ်ခေါ်တယ်ဆိုရင်ကမ်းလှမ်းတယ်ဆိုရင်အခုကသူကဘယ်လိုပုံစံမျိုးကမ်းလှမ်းတယ်လဲဆိုတာဒါလည်းကျွန်တော်ကတင်ပြဆွေးနွေးသုံးသပ်သွားမှာဖြစ်ပါတယ်အဲ့ဒီတွေးဆုံပွဲမှာတိုင်းသားအဖွဲ့အစည်းတွေပေါ့ဗျာတိုင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေဘယ်နှဖက်လောက်ပါလဲဆိုတာတော့အတိအကျတော့မသိရသေးဘူးပေါ့နော်သို့တော်ညာလေဒီ NSPNC ကိုယ်စားလှယ်အဖွဲ့အနေနဲ့ပေါ့ဗျာသူကဘာတွေပါလာလဲဆိုတော့ precondition တွေပေါ့ကြိုပြီးတော့စီကံတတ်မှတ်ချက်တွေပေါ့ဗျာအဲ့ဒါလည်းအခုမှမဟုတ်ဘူးဗျဘာမှအောင်းစရာလည်းမရှိဘူးဘာမှလည်းမစမ်းကြဘူးသူကဘာလို့လာလဲဆိုတော့တပ်မတော်ရဲ့ဒါသူ့စကလုံးပါနော်တကယ်ကျွန်တော်တိုင်းမြို့မှာတပ်မတော်ဆိုတာမရှိဘူးတပ်မတော်ဒီတပ်မတော်နဲ့စီလျော်တဲ့ဂုံတိတ်ကဘာမှလည်းမရှိဘူးနော်အဲ့အတွက်ကြောင့်မလို့သူပြောတာပေါ့ဗျာဘာသူပြောလဲဆိုတော့အဲ့ဒီ NSPNC ရဲ့ဥက္ကဋ္ဌပေါ့ဗျာယာပြည့်ပေါ့နော်ကျွန်တော်ဒုတိယဗိုလ်ချုပ်ကြီးတွေဘာတွေညာတွေသုံးလည်းမသုံးမတန်လို့နော်ဒီယာပြည့်ကတပ်မတော်ရဲ့ငြိမ်းချမ်းရေးဘူဝါဒ6ရက်နဲ့လက်နက်ကန်လမ်းစဉ်ကနေပြီးတော့နော်အသွင်ကူးပြောင်းပြီးတော့ထာဝရငြိမ်းချမ်းရေးအတွက်အစိုးရကနေပြီးတော့ဆောင်ရွက်ပေးမယ်လုပ်ငန်းစဉ်4ရက်ပေါ့နော်အဲ့ဒီစာသားတွေအဲ့ဒီစကားလုံးတွေအဲ့ဒီအကြောင်းအရာတွေပါရှိတဲ့စာရွက်စာတမ်းတွေကိုပေးခဲ့တယ်လို့တော့ကျွန်တော်တို့သိရတယ်ပေါ့နော်ကျွန်တော်ပြန်ပြောပါမယ်ရှင်းပြောရင်တပ်မတော်ရဲ့သဘောထားပေါ့ဗျာနော်တပ်မတော်ရဲ့သဘောထားပေါ့နော်ဒီတပ်မတော်ရဲ့ငြိမ်းချမ်းရေးမူဝါဒ6ရက်ပေါ့နော်အဲ့တော့လက်နက်ကင်လမ်းစဉ်ကနေပြီးတော့အသွင်ကူးပြောင်းမယ်ဆိုရင်ထာဝရငြိမ်းချမ်းရေးတော့သုံးတဲ့စကားလုံးကြည့်နော်ထာဝရငြိမ်းချမ်းရေးစိတ်ကောင်းချိန်ပြီးတော့ခွေးသားရောက်မယ်ဟုတ်ပြီနော်ပွဲပေါ့ဗျာဆိုတော့ထာဝရငြိမ်းချမ်းရေးအတွက်အစိုးရကဆောင်ရွက်ပေးမယ်လုပ်ငန်းစဉ်ပေါ့နော်အဲ့ဒါကလုပ်ငန်းစဉ်4ရက်ပေါ့နော်အဲ့စာရေးဆိုင်ရာနဲ့ဒါပေးခဲ့တယ်ဆိုပြီးတော့အမည်မဖော်လို့တဲ့တိုင်းသားခေါင်းဆောင်တူးစီကနေပြီးတော့သိရတယ်ဆိုပြီးတော့ဖော်ပြပါရှိတယ်ပေါ့နော်ဘယ်လိုအချက်တက်တွေပါတယ်လဲဆိုတာကျွန်တော်လေ့လာကြည့်ရမယ်ပေါ့ဗျာနော်ဆိုတော့အဲ့ဒီတပ်မတော်ရဲ့ငြိမ်းချမ်းရေးမူဝါဒ6ချက်တဲ့နော်အဲ့ဒီ6ချက်ကိုကျွန်တော်တို့လေ့လာမယ်တစ်ချက်ချင်းစီပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ထာဝရငြိမ်းချမ်းရေးရယူရန်အတွက်အမှန်တကယ်ဆန္ဒရှိရန်တဲ့တကယ်ကြတော့ဒီငြိမ်းချမ်းလူစိတ်မရှိတဲ့လူတွေကတင့်မြတ်လူစိတ်မရှိတဲ့လူတွေကထာဝရငြိမ်းချမ်းရေးရယူရန်အတွက်အမှန်တကယ်ဆန္ဒရှိရန်ဆိုတဲ့အချက်တစ်ချက်ပါတယ်စဉ်းစားနော်ပြောင်းပြန်နေပြောနေပြီနော်နံပါတ်1သဘောတူစာချုပ်များအတိုင်းဂရိတည်ရမယ်ဒီအချက်မဲ့စစ်အုပ်စုကဘယ်တော့မှဂရိတည်ခဲ့ဘူးလို့လဲဗျာ तू ကပြောနေတာနော် तू ကပြောင်းပြန်ပြောနေတာနော်ပြောင်းပြန်ပြောနေတာဂရိတည်ရမယ်တဲ့ဆန္ဒရှိဖို့ဂရိတည်ဖို့နံပါတ်3ငြိမ်းချမ်းရေးသဘော
ငင်းငိုင်းသဘောတူညီချက်များအပေါ်တဲ့အမြတ်မထုတ်ရန်တဲ့ဆိုတော့အဲ့ဒါလည်းဗျာအားလုံးသိပြီးသားပါပဲတကယ်ကိုငင်းငိုင်းရေးကိုအသုံးချပြီးတော့ငင်းငိုင်းရေးကိုလက်နက်ဖြင့်အသုံးချပြီးတော့နိုင်ငံရေးအမြတ်ထုတ်နေတာဘယ်သူလဲပေါ့ဗျာနံပါတ်4ဒေသခံပြည်သူများအပေါ်မှာဝန်တော့ဝန်မှုမဖြစ်စေရန်တဲ့ဆိုတော့အခုစဉ်းစားနော်ကချင်ပဲကြည့်ကြည့် KIA အေပဲကြည့်ကြည့်ရခိုင်ချင်းပဲကြည့်ကြည့်နောက်တစ်ခုကတော့ KNU ကရင်ပဲကြည့်ကြည့် KNPP ပဲကြည့်ကြည့်စသဖြင့်ပေါ့ဗျာမုံပဲကြည့်ကြည့်ပေါ့နော်တကယ်ကြတော့နေပြည်တော်ကနေပြီးတော့အဲ့ဒီဒေသတွေကိုတွားပြီးတော့စစ်ရေးရနိုင်ငံရေးရလူမှုရေးရစီးပွားရေးရကျူးကျော်ပြီးတော့ရှင်းပြောတိုက်ခိုက်နေတာဗျာနော်အကြမ်းဖက်စစ်ပွဲကိုဆင်နွှဲနေတာသူကပြောင်းပြန်ပြောနေတယ်ခွေးပါဇက်ကနေပြီးတော့နာစကားထွက်နေတယ်ပေါ့ဗျာနော်အားလုံးကိုတော့ကျွန်တော်နားနဲ့မနာဖွားနဲ့နာပေးပါပေါ့ဗျာနော်နံပါတ်4ကတော့နံပါတ်4ပေါ့ဗျာဒေသခံပြည်သူများပေါ်မှာဝန်တော့ဝန်မှုပြဘသူကနော်ဘသူကြောင့်ဒေသခံပြည်သူလူထုကအခုချိန်ထိလူမှုစီဝါဒုက္ခပင်လယ်ဝင်နေတယ်လေအခုချိန်ထိစစ်ဆောင်စစ်ဘေးဒုက္ခတွေဖြစ်နေတယ်လေနော်ရှင်းပြလူနေအိမ်သိမ့်နဲ့ချီပြီးတော့မြေလံမီးရှို့ခံရရတယ်လေဝန်တော့ဝန်ဖို့ဘသူတွေကဖန်တီးနေတာလေရှင်းပါတယ်နော်နံပါတ်5နိုင်ငံတော်ကထုတ်ပြန်ထားတဲ့တည်ဆဲဥပဒေများကိုလိုက်နာရမယ်တော်လိုင်းရေးလုပ်နေပါတယ်ဆိုမှလက်လက်ကင်တိုက်ပွဲဝင်နေပါတယ်ဆိုမှနော်တည်ဆဲဥပဒေကိုလိုက်နာရမယ်ဆိုတော့စဉ်းစားကြည့်ဗျာမဖြစ်နိုင်တဲ့ကိစ္စတွေကိုပြောနေတာနော်မဖြစ်နိုင်တဲ့ကိစ္စတွေကိုပြောနေတာတမင်ရေကျက်ရှိရှိနဲ့စနစ်တကျပြီးရင် तू ကပြောဦးမှာလေနော်ငင်းငယ်ကြီးကားလာတာပဲဒါပေမဲ့သူတို့ကမဖြစ်နိုင်တာတွေနော်တောင်းဆိုနေတယ်ပေါ့ဗျာနော်ဖြစ်တင်တာတွေတော့မတောင်းဆိုဘူးပေါ့ဗျာတမတော်ရဲ့သဘောထားတွေကဒီလောက်ကြီးပြီးတော့နော်ရေမက်ကြက်ထားရဲ့ဓာတ်နဲ့ပေါ့ဗျာရေချက်ကောင်းနဲ့လုံနေတဲ့ဓာတ်နဲ့အခုတိုင်းရင်းသားလူမျိုးစုဒီတော်လိုင်းအင်အားစုတွေကနေပြီးတော့မဖြစ်နိုင်တာတွေတောင်းဆိုတယ်ပေါ့ဗျာနော်အဲ့ဒီတော့သူတို့အပြစ်မပါဘူးသူတို့မှအပြစ်မရှိဘူးသူတို့ကောင်းဒီလိုမျိုးသူကဆွဆွဲကျင်တယ်ဗျအပေါက်ချကျင်တယ်ပေါ့ဗျာနောက်တစ်ခုတော့လာပြီနော်စလာပြီတို့တောင်ဝင်အရေး3ပါးနဲ့ဒီမိုစီအနှစ်သာရကိုလက်ခံပြီးတော့တဲ့2008ဖွဲ့စည်းမှုအခြေခံဥပဒေအားဖြင့်ဒီမိုစီရှောင်းလန်းနေမှုတွင်လိုက်ပါလှုပ်ဆောင်ရန်ဆိုပြီးတော့ဖော်ပြပါရှိတယ်စဉ်းစားတော့တို့တောင်ဝင်အရေး3ပါးဆိုတော့လေဂျင်းပဲဗျတကယ်ကြတော့နောက်တစ်ခုကဒီမိုစီအနှစ်သာရဆိုတော့ဒီမိုစီကိုဗျာဖျက်လို့ဖျက်ဆီးလောက်တာဖေဖော်ဝါရီလ1ရက်နေ့မှာအာနာသိန်းတဲ့ကကိုကဒီမိုစီကိုဖျက်ဆီးပလိုက်တာလေဒီမိုစီကိုနင်းချေပလိုက်တာလေနော်သူတို့ရဲ့2008ပေါ့ဗျာနော်ခြေဥတော်မှာသူတို့အချိန်ယူပြီးဆွဲထားတဲ့ခြေဥတော်မှာနင်းချေပလိုက်သေးတာပဲစန့်ကျင်ချိုးဖောက်ပလိုက်တာလေဒါတွေဘာဖြစ်လို့ထည့်ရင်းနေသေးလဲဗျာနော်အဲ့ဒီအတွက်ကြောင့်မလို့ဒီမိုစီဒီရှောင်းလန်းနေမှုတွေလိုက်ပါလှုပ်ဆောင်ရဆိုတော့တကယ်ကြတော့ဒီမိုစီကိုစန့်ကျင်ပြီးလုပ်နေတာလေလူအခွင့်အရေးကိုအစိုးရဆုံးနဲ့ပြင်းထန်ဆုံးချိုးဖောက်နေတာလေနော်တရားမျှတမှုဆိုတော့ကျွန်တော်တိုင်းပြည်မှာမရှိဘူးဗျတရားမျှတမှုဆိုတာကတကယ်ကြသိဆုံးသွားပြီဗျနော်အဲ့ဒီရဲ့လက်သက်တရားခံကဘာတူလဲဆိုတော့နိုင်ငံတကာစစ်ရာဇဝတ်ကောင်မရောက်နိုင်နဲ့သူဥဆောင်နေတဲ့အကြမ်းဖက်စစ်အုပ်စုပဲလေဒါညင်းလို့မှမရတာအဲ့အတွက်ကြောင့်မလို့တပ်မတော်ရဲ့ငြိမ်းချမ်းရေးမူဝါဒ6ရက်ဆိုတာဗျမဖြစ်နိုင်တာတွေကိုပြောနေတာဗျနော်အဲ့ဒါကလိုက်ပါဆောင်ရွက်ဖို့ဆိုတာကအကျိုးစီးပွားကိုရှေ့ရှုတဲ့ပြည်သူလူထုဘက်ကိုမျက်နှာမမူပေါ့ဗျာမိမိတို့အဖွဲ့အစည်းရဲ့အကျိုးစီးပွားပေါ့ဗျာအဲ့ဒါကိုနော်မျက်မှောက်ပြုတဲ့လူတွေပေါ့ဗျာနော်ဒါမျိုးတွေကပဲဒီအဖွဲ့အစည်းတွေကပဲလက်ခံမှာဖြစ်တယ်ပေါ့နော်ဒါကြောင့်ဟိုနေ့ကတိုင်းပြည်နဲ့ပြည်သူလူထုရဲ့အကျိုးစီးပွားကိုမျက်ကွယ်ပြုပြီးတော့မိမိတို့အဖွဲ့အစည်းရဲ့အကျိုးစီးပွားကိုသာလျှင်ရှေ့တန်းတင်ပြီးတော့ဥထိပ်ပန်ဆင်ပြီးတော့ဒီအခုစစ်အုပ်စုရဲ့ငြိမ်းချမ်းရေးကမ်းလှမ်းမှုပေါ်မှာပဲသူတို့ဘက်ကနေပြီးတော့ဟုတ်ပြီနော်လက်ခံဆောင်ရွက်မဲ့အဖွဲ့တွေလည်းဒါရှိလာမှာပဲနော်ဒါညင်းလို့မရတဲ့ကိစ္စဒါကြောင့်မကြာရင်မှာပေါ့ဗျာနေပြည်တော်မှာပေါ့ဗျာသူတို့ရဲ့ငြိမ်းချမ်းရေးကမ်းလှမ်းမှုဖိတ်ခေါ်မှုတွေအပေါ်မှာလာရောက်ဆွေးနွေးမဲ့နော်အဖွဲ့အစည်းတွေလည်းဘယ်အဖွဲ့အစည်းတွေလာမလဲဆိုတာလည်းမကြခင်မြင်ရတွေ့ရတော့မှာဖြစ်ပါတယ်လို့အဲ့အတွက်ကြောင့်မလို့အဲ့ဒီမှာကျွန်တော်မှတ်ရပေါ့နော်ဒါသူကမကြသေးခင်ကယာပြည့်ဥဆောင်တဲ့အဖွဲ့ပေါ့ဗျာနော်ဒီအဖွဲ့တွေကကျွန်တော်တို့ရှမ်းမြောက်မှာရှိနေတဲ့ဒီကျွန်တော်တို့မိုင်းလာအဖွဲ့ပေါ့ဗျာ18ရက်နေ့ပေါ့နော်ဆိုတော့ဒီမိုင်းလာအဖွဲ့နဲ့ပတ်သက်လို့လေဒါသူတို့ကNDA ပေါ့နော် NDA ပေါ့နော်အဲ့ဒီမှာဥက္ကဋ္ဌဒီမိုင်းလာဒါဥက္ကဋ္ဌပေါ့ဗျာဒါဥထိန်လင်းနဲ့လေသူတို့ပ
တော့တွေ့တယ်ဆိုတာဇွန်လ18ရက်နေ့မှာသတင်းနေထဲမှာဖော်ပြတယ်ပေါ့ဗျာနောက်18ရက်နေ့မှာကြတော့ကျွန်တော် UWSA ပေါ့ဝကိုကံပေါ့နော် sorry ဝပေါ့နော်အဲ့ဒါကဒုက္ခထပေါ့နော်ဒီဒုက္ခထနဲ့လဲသူတို့တွေ့တယ်ဆိုတဲ့သတင်းတွေကိုတော့အားလုံးကျွန်တော်တို့ဒီဖတ်ရမယ်လို့တော့ကျွန်တော်ကတော့ဒါယုံကြည်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့တကယ်ကြတော့ခုနရှေ့မှာကျွန်တော်ပြောသွားတဲ့အထဲမှာပါတယ်ဗျနော်သူတို့ကရှင်းပြောရင်လက်နက်ကင်လမ်းစဉ်ကိုဆွတ်လွတ်ပြီးတော့ပေါ့ဗျာအသွင်ပြောင်းမယ်ပေါ့ဗျာထာဝရငြိမ်းချမ်းရေးအတွက်အစိုးရကဆောင်ရွက်ပေးမဲ့လုပ်ငန်းစဉ်ဟုတ်ပြီနော်၄ရက်နဲ့ပတ်သက်လို့ကျွန်တော်ဆက်ပြောပါမယ်ပေါ့ဗျာအဲ့ဒါကဘာလဲဆိုရင်နော်နံပါတ်1ကနိုင်ငံရေးလှုပ်လို့ပါကတဲ့နိုင်ငံရေးပါတီတည်ထောင်ခွင့်ပြုမိတဲ့စဉ်းစားကြည့်နော်နိုင်ငံရေးလှုပ်မယ်ဆိုရင်နိုင်ငံရေးပါတီတည်ထောင်ခွင့်ပြုရမယ်ဒါပေမဲ့ရှင်းပြောရင်အလင်းဝင်ရမယ်လက်နဲ့ချရမယ်ပေါ့ဗျာလက်နဲ့ကန်လမ်းစဉ်ကိုဆွတ်လွတ်ရမယ်စကလုံးတွေကတော့ဗျာရှင်းပြောအလှပတွေသုံးလာတာပေါ့ဗျာနော်အသွင်ကူးပြောင်းပြီးဆိုတဲ့ပုံစံမျိုးသုံးလာတယ်နံပါတ်2ကစီးပွားရေးလှုပ်လို့ပါကကုမ္ပဏီထောင်ခွင့်ပြုမယ်ပေါ့ဗျာစလာပြီနော်နံပါတ်3ကတော့တာမန်အယသားဘဝနဲ့လည်းနေထိုင်ခွင့်ပြုမယ်ပေါ့ဗျာနံပါတ်4ကတော့တိုင်းသားလက်နက်ကင်များအနေနဲ့တဲ့တူးချင်းဖြစ်စေအဖွဲ့လိုက်ဖြစ်စေတဲ့လက်နက်ကင်ဆောင်ပြီးတော့နိုင်ငံတော်လုံခြုံရေးတဲ့တာဝန်ထမ်းဆောင်လိုလင်းဆောင်ရွက်ပေးမိတဲ့တကယ်ကြတော့နိုင်ငံတော်လို့သူတို့သုံးနေတယ်ဆိုတဲ့ကိစ္စကလည်းမတန်မရာဗျတကယ်ကြတော့ဖေဖော်ဝါရီလ1ရက်နေ့မှာလက်နက်အားကိုးနဲ့အင်အားသုံးပြီးတော့နော်အကြမ်းဖက်အာဏာလူအာဏာသိမ်းလိုက်ခတဲ့ကကူကနိုင်ငံတော်ပေါ်မှာတစ္ဆာဖောက်ပြပုံကမှုဆိုတဲ့ရာဇဝတ်မှုကိုကျူးလွန်တဲ့မင်းအောင်လှိုင်ဗျကျူးလွန်တဲ့အကြမ်းဖက်စစ်အုပ်စုဗျဆိုတော့သူတို့ကနိုင်ငံတော်လို့သုံးနေတဲ့ခါကျတော့နိုင်ငံတော်လည်းမဟုတ်ဘူးသူတို့ကနိုင်ငံတော်ရဲ့အစိတ်ပိုင်းတွေလည်းမဟုတ်ဘူးလုံးဝတောင်းဝင်မှုမရှိတာဘာလို့ရာဇဝတ်မှုကျူးလွန်လာတာလေတကယ်ကြတော့ပြည်သူလူထုအသက်ပေါင်းမြောက်များစွာကိုဗျရက်ဆက်ဗျာနော်တက်ဖြတ်ပြီးတော့ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်တဲ့ငြိမ်းချမ်းစွာကန့်ကွက်ဆန္ဒပြတယ်ငြိမ်းချမ်းစွာတပိတ်မှောက်တဲ့ကျွန်တော်တို့ပြည်သူတွေ generation Z တွေចောင်းသားလူငယ်တွေကိုရက်ဆက်ဖြိုခွင်းတာဗျာအသက်ပေါင်းမြောက်များစွာဆိုတော့အဲ့ဒီလူတွေကနိုင်ငံတော်ပြန်ပြီးဆွဲထားတာနော်အာဏာသိမ်းထားတယ်ပြန်ပြီးဆွဲထားတယ်အခုဆိုရင်ကြည့်ဒေါအောင်ဆန်းစုကြည်ကနိုင်ငံရေးအရာပြန်ပြီးဆွဲထားတဲ့တစားကန်တွေနိုင်ငံရေးအချင်းသားတွေလည်းဒီတိုင်းပဲဘာကြောင့်လဲဆိုတော့ຫນွေဦးတော်လှန်ရေးရဲ့ဘိုလ်ချက်မတွေကိုသူတို့ကထောင်ထဲထည့်ပြီးတော့ပြန်ပြီးဆွဲတစားကန်လှုပ်ထားတာငင်းလို့မရတဲ့ကိစ္စနော်နောက်တစ်ခုကကျွန်တော်ဗာလေးတစ်ခုကိုပြောချင်လဲဆိုတော့ခုနကသူပြောတဲ့တိုင်းသားလက်နက်ကန်များအနေဖြင့်တူးချင်းဖြစ်စေပေါ့နော်အဖွဲ့လိုက်ဖြစ်စေလက်နက်ကန်ဆောင်ပြီးတော့နိုင်ငံတော်လုံခြုံရေးတာဝန်ထမ်းဆောင်လိုလျင်ဆောင်ရွက်ပေးမယ်ဆိုတာဒါအခုမှမဟုတ်ဗျငကိုရီးယားလည်းရှိပြီးသား BGF ပေါ့ဗျာအခုကျွန်တော်တို့ချစ်သူပေါ့ဗျာနော်သူဥဆောင်နေတာက BGF ဗျာနော်နောက်တစ်ခုကပြည်သူစစ်ပုံစံမျိုးတွေအများကြီးပဲကျွန်တော်တို့နိုင်ငံတော်မှာပြည်သူစစ်တွေဖွဲ့ပေးထားတယ်ဗျာ BGF တွေဖွဲ့ပေးထားတယ်အဲ့ဒါတွေအားလုံးကသူတို့လက်အောက်ခံနေကြီးပဲသူတို့အမိန့်နာခံမဲ့လူတွေအဲ့ဒီပုံစံမျိုးနံပါတ်4မှာနော်အစိုးရအနေပြီးတော့ဆောင်ရွက်ပေးမဲ့လုပ်ငန်းစဉ်ဆိုတဲ့အခါမှာတကယ်နဲ့သူတို့အစိုးရလည်းမဟုတ်ဘူးလေကျွန်တော်တို့ပြည်သူလူထုကထောက်ခံထားတာမှမဟုတ်တာနော်လုံးဝအောက်ချုပ်quyềnမရစေရဆိုတဲ့ຫນွေဦးတော်လိုင်းစဖြစ်ခတဲ့ကနေပြီးတော့ကျွန်တော်တို့ရဲ့ပြည်သူလူထုတရက်လုံးကနေပြီးတော့အဲ့လိုခံယူထားတာလုံးဝအောက်ချုပ်ခွင့်မရစေရသူကအဲ့ဒါကိုရှင်းပြသူအစိုးရဖြစ်ပြီပေါ့ဗျာနော်ဘာကြောင့်လဲဆိုတော့အတွေ့အောင်ရွေးကောက်ပွဲကနေအတွေ့အောင်စစ်လွတ်တော်နောက်ကိုယ်တိုင်ကသမရနဲ့အတွေ့အောင်အစိုးရဖြစ်ပြီပေါ့ဗျာအဲ့ဒီပုံမှာသူကငင်းငင်းကမ်းလာနဲ့ငင်းငင်းဖိတ်ခေါ်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့တကယ်ကြတော့ဘာနိုင်ငံရေးစန္ဒနိုင်ငံရေးစိတ်စစ်စားမရှိတဲ့လူတွေအဲ့ဒီအတွက်ကြောင့်မလို့နံပါတ်4မှာမင်းတို့နယ်ချောင်းသောနယ်ကြားဆောင်တက်လို့မှာလား BGF နော်ဒါမှမဟုတ်လဲငါတို့လက်အောက်ခံနော်ပြည်သူစစ်ပုံစံမျိုးမင်းတို့လုပ်မှာလားချိုးနေနော်ချိုးနေနော်အဲ့ဒီအတွက်ကြောင့်မလို့နိုင်ငံရေးလုပ်မယ်ဆိုရင်နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနီးလန်းနဲ့မရှင်းတဲ့အတွက်ကြောင့်မလို့အခုလိုမျိုးနော်တော်လှန်ရေးတွေဖြစ်လာတာလေဘယ်သူကြောင့်ဖြစ်လာတာလဲလက်သက်တရားခံဘယ်သူလဲနော်ကျွန်တော်တို့တိုင်းပြည်ရဲ့နော်နိုင်ငံရေးပြဿနာရဲ့အဓိကလက်သက်တရားခံကဘယ်သူလဲကျွန်တော်တို့တိုင်းပြည်အခုလိုမျိုးနော်ကြာရှုံးတိုင်းပြည်ဖြစ်အောင်ဘယ်သူတွေကဖန်တီးလှုပ်ဆောင်နေသလဲအဲ့ဒါရှင်းတယ်ဗျာအဲ့ဒီအတွက်ကြောင့်မလို့အခုအချိန်ထိရပါဗျာနော်အတူရောင်ငင်းငင်းရေးနဲ့ဒီငင်းငင်းရေးအတွက်ကိုဈေးကွက်ရှာဖို့တော့တောက်လျှောက်ဖွင့်နေတယ်ပေါ့ဗျာတွေ့ပြီးတော့လည်းမကြခင်မှာပေါ့ဗျာဒါကတော့ရှင်းပါတယ်ဗျာနော်မကြခင်မှာကျွန်တော်နေပြည်တော်မှာ
တွေ့ရတော့မှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဝါတို့နော်အခုမိုင်းလာတို့နောက်တစ်ခုက TNL တို့နောက်တစ်ခုက MND တို့သူကဖိအားတွေအများကြီးပဲလေနော်တရုတ်ရဲ့ဖိသားတရုတ်ရဲ့ဩဇာမလွန်ဆန်နိုင်ဘူးလေဒီဘက်ပါတာနော်ရှင်းပြောရင်မထန်ပေါ့ဗျာနော်ရက်ခံနေတာကြံ့ကြံ့ခံနေတာကျွန်တော် KIA ပေါ့နော်နောက်တစ်ခုကတော့ AA ပေါ့နော်အဲ့လိုအဖွဲ့အစည်းတွေကိုတော့ခုနလိုမျိုးကျွန်တော်တို့ဝါလိုမိုင်းလာလိုနောက်တစ်ခုကတော့ကျွန်တော်တို့ဒီ MND ပေါ့ဗျာ TNL တို့လိုတော့သွားလို့လို့တော့မရဘူးဗျာနော်အဲ့ဒါကိုလည်းသူတို့ကိုယ်တိုင်လည်းသိပါတယ်တယောက်လည်းသိတယ်နော်ဆရာသခင်ပေါ့ဗျာနော်ကျေးဇူးရှင်နော်မအားလာရဲ့နော်ဆရာသခင်ကျေးဇူးရှင်တရုတ်လည်းဒါကိုသိတယ်ကျွန်တော်နောက်ဆုံးချုပ်ပါမယ်အဲ့ဒါကတော့ဘာလဲဆိုတော့ AP လ20ရက်နေ့ကစတင်ခဲ့တဲ့ကျွန်တော်ရက်တရာငင်းငင်းစီမံချက်အရာပေါ့ဗျာသူကအခုလက်တွေ့မြေပြင်မှာတိုင်းသားအဖွဲ့တွေကိုဟုတ်ပြီနော်ဖိတ်ခေါ်နေတဲ့ဆိုတဲ့ပုံစံမျိုးကိုသူတို့ရဲ့ဝါဒဖြန့်ချီရေးပေါ့ဗျာရန်ရတွေကနေပြီးတော့ကြီးညာပေးနေတာတွေတွေ့တယ်သို့တော်ညာလေကျွန်တော်အရှိတရားကိုပြောပါမယ်လက်ရှိမြေပြင်မှာနော်အကြမ်းဖက်ကျွန်တော်တို့စစ်အုပ်စုနဲ့တိုက်ပွဲဖြစ်ပွားနေခြင်းမရှိတဲ့အဖွဲ့အစည်းအချို့နဲ့လားနော်အဖွဲ့အစည်းအချို့နဲ့လားသူကတွဲဆုံဆွေးနွေးမှုရှိသေးတယ်ဗျာနော်တိုက်ပွဲဖြစ်နေတဲ့အဖွဲ့အစည်းတွေနဲ့သူကတွေ့နေတာမဟုတ်ဘူးနော်အဲ့ဒါလေးကိုလေကျွန်တော်ကနော်သုံးသပ်ဆွေးနွေးတင်ပြရင်းနဲ့ကျွန်တော်ရဲ့ဒီနေ့နော်အတူရောင်ငင်းငင်းကြီးဈေးကွက်အတွက်ကိုငင်းငင်းကြီးဈေးကွက်ရှာပုံလို့ဆိုတဲ့ခေါင်းစဉ်ကိုကျွန်တော်အဆုံးသတ်ပြစီလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်လန်းချမ်းမြေ့ကြပါစေ